တန်ချိုးပြီးတော့ဒီနေ့ကကြားနေနေပါချိုးကြားနေမှာကျွန်တော်အခုအင်အားလန်ဟိုရောက်ရှိနေတာဖြစ်ပါတယ်အဲရောက်တော့နေတယ်နောက်ခုကျွန်တော်မှာလည်းဆုံးကြတယ်ရှင်းတဲ့စာကြားတဲ့ညတော့အင်အားလန်မှာဒီ MMO Liquor Store ဖြစ်ပါတယ် convenience store နဲ့ကျွန်တော်တွဲထားတာဝင်ပေးနေတာပါကြားကြောင့်ရှိရနေလို့စပြီးတော့ကျွန်တော်တို့ကဝင်လာပါပြီအခုရှိရနေပြီးတော့ကျွန်တော်တို့ပြန်လို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကရောက်ပါပြီကျွန်တော်တို့လမ်းလျှောက်ပြန်တို့ရောက်ရှိပါပြီအကြတော့ကျွန်တော်တို့အပတ်လိုက်ပြပါပြီကျွန်တော်ဘက်ကဆိုတော့ဘက်ပါကြာနေဒီနေ့ကြာနေရဲ့ဒုတိယနေရာကျွန်တော်ညနေပိုင်းမှသွားတယ်ကျွန်တော်မနေ့ပိုင်းမှမထွက်လိုက်ဘူးဒီနေ့ဒုတိယနေရာကတော့ကျွန်တော်မျိုးမချောင်းလမ်းမျိုးမချောင်းလမ်းကိုကျွန်တော်ဘယ်ကိုသွားမှလဲဆိုတော့ကျွန်တော်တို့မျိုးမချောင်းလမ်းလေးကနေပြီးတော့ဒီလိုရင်မျိုးကျွန်တော်တို့လည်းကျွန်တော်မျိုးမကျောင်းထဲနေရှောက်လာတယ်ပြီးတော့အလုံလန်းနေပြီးတော့ခုပေးနာပြီးလို့ရင်ရဲ့အလုံလန်းပေါက်ကနေပြီးကျွန်တော်တို့ဝင်လာတဲ့အထဲတွေကိုကျွန်တော်တို့ကနှက်ရှောက်လာတယ်။နောက်ထဲမှာနက်ကပြရဖြစ်တယ်ဖိတ်ကတရားပြခံမှာအဲ့ရနေပြီးကျွန်တော်တို့ကဒီကိုလာတယ်တဲလာပြီးကျွန်တော်တို့ကဒီကိုရောက်ပါမယ်။ဒီအထဲမှာဗာလေးတွေဆက်ရှိတယ်ကျွန်တော်ပြီးရင်ကျွန်တော်တို့ကပြီးလို့ရပါမယ်။